ဟုတ်ကဲ့သွေးလူတာကတော့6ချိန်ပြည့်ပြီးပြီပေါ့နော်အခုနောက်တစ်ခါလူမယ်ဆိုရင်တော့10ချိန်ပါရှင်သွေးလူတာဘာကြောင့်လို့ဖြစ်တာလဲဆိုတော့ပထမဆုံးအမသွေးလူတဲ့အချိန်မှာပေါ့နော်အမဓာတ်ရိုက်လူရတယ်ပေါ့နော်ဓာတ်ရိုက်လူတော့ဒီလူနာလေးကပေါ့နော်ကလေးငယ်လေးဖြစ်တယ်သူကသွေးလွန်တုပ်ကွေးဖြစ်နေတဲ့လူနာလေးပေါ့နော်သွေးအသေးအတန်လိုနေတယ်ဆေးရုံတက်နေရတယ်နေရဖြစ်တဲ့အချိန်မှာသူကအတိအကျလည်းမရှိဘူးသွေးကိုဘယ်မှာရှာရမလဲပေါ့နော်သွေးလူပန်မှာလည်းပြက်နေရပေါ့နော်အမနဲ့သွေးလူတဲ့အချိန်မှာဒီချိတ်ဆက်မိတယ်ပေါ့နော်ချိတ်ဆက်မိပြီးတော့အမဓာတ်ရိုက်လူခဲ့ရတယ်ပေါ့နော်တကယ်အရေးတကြီးလိုအပ်နေတဲ့အချိန်မှာသွေးရရှိသွားတဲ့ခံစားချက်ကလေးကိုသူတို့ကလည်းအရန်ကိုပျော်ရွှင်သွားရတယ်ပေါ့နော်အဲ့ပျော်ရွှင်မှုလေးကိုမြင်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ကိုလည်းဒီပုံမှန်လေးပေါ့နော်တကယ်အရေးကြီးတဲ့လိုအပ်နေတဲ့လူတွေကိုဒီသွေးလေးရောက်စေခြင်းနဲ့ဆိုတဲ့စိတ်နဲ့ပေါ့နော်ပုံမှန်လေးလူသွားမယ်ဆိုပြီးတော့မှစဉ်းစားရနေပဲအခုထိဟုတ်ကဲ့လူဖြစ်သွားပါရှင်ပထမတော့အမပြောခဲ့တယ်လို့ပဲပေါ့နော်ပထမအကျိန်ဒီလူနာကလေးလေးနဲ့ဓာတ်ရိုက်လူလိုက်ရတဲ့အချိန်မှာသူတို့ရဲ့မိဘပေါ့နော်လူနာမိဘတွေကအရေးတကြီးလိုအပ်နေတဲ့သွေးကိုရရှိသွားတဲ့အတွက်ပေါ့နော်သူတို့ရဲ့ပျော်ရွှင်သွားတဲ့မျက်နှာလေးတွေကိုကြည့်ပြီးတော့မှကိုကလည်းထက်တူကျင်တဲ့ပီတိဖြစ်ရတယ်ကိုယ်တိုင်လည်းကိုရဲ့မိသားစုဆွေမျိုးတွေများဖြစ်ခဲ့ရင်ဒီလိုမျိုးအရေးတကြီးသွေးလိုအပ်နေတဲ့အချိန်မှာပေါ့နော်သွေးအကူညီလေးရတဲ့အချိန်မှာသူတို့လည်းဘယ်လောက်တောင်ပျော်မလဲဆိုတော့ထက်တူပေါ့နော်ပီတိလေးခံစားရပါတယ်ရှင်